ကဲပွဲကြည့်ဖို့လက်မှတ်ရသေးတာတွေမရသေးတာတွေခဏထားဒီဇက်စင်ကြီးကိုတွေးလိုက်ရပြီဆိုတာနဲ့ကိုဆန္ဒတစ်ခုပြည့်မြောက်တော့လို့မျိုးခံစားရတယ်နော်မောင်မောင်စုနဲ့ပတ်သက်ပြီးတော့အကုန်ချစ်ရတဲ့ဇက်စင်ကြီးရောစိုင်းဝိုင်းကြီးရောအရာတိုင်းသူနဲ့ပတ်သက်တဲ့အရာတိုင်းကိုတန်ဖိုးထားရတဲ့ဖန်တယောက်အနေနဲ့ဆိုတော့နော်22လမ်းကပွဲကင်းကိုမလီမစားရအညှော်ကန်ပေါ့နော်ကျမတို့မှလက်မှတ်ကမရသေးဘူးဆိုတော့သွားပြီးတော့မှလှည့်ပတ်ကြည့်ရှုခဲ့ပါတယ်ရှင်ရောက်ခမကြီးတို့တော့တွေးခဲ့သေးတယ်မရိုက်လိုက်ရဘူးရခမကြီးကလေနော်စင်အနှံ့ကိုလှည့်ပတ်ပြီးတော့မှကိုလေသူကလေမွေးတိုင်နေလိုက်ထွန်းပြီးတော့မှဆူတောင်းနေတယ်ထင်ပါတယ်ရှင်နော်အလိုလေးပါပွဲစည်းတန်းလေးကိုကျမသွားခဲ့ပါတယ်ရှင်ဒီနေ့ညပွဲစပါပြီရှင်နော်ဒီနေ့ညပွဲစပါပြီနော်ကြည်ခွင့်ရမလားကြည်ခွင့်မရမလားတော့မသိသေးဘူးရှင်လက်မှတ်ရဖို့တော့အသေးအတန်ကိုစူးစမ်းနေပါတယ်ရှင်